အားလုံးပဲမင်္ဂလာပါစင်ရောလက်ကိနဲ့ဒီ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ခု9ရက်နော်9ရက်နေ့အတွက်မှာအချိန်နော်အချိန်ပြောမယ်နောက်ပြကြကတ်ရမယ်အကတ်ပြောမယ်6ရက်နေ့ရတော့ညနေကြတော့မှနော်လာပြီးတော့မိတယ်မနေ့ကလွတ်သွားတာဟုတ်နော်မနေ့ကလွတ်သွားပြီးညနေကြမှလာမိတယ်ပြီးတော့ကျမရဲ့ပေါ့နော်ရောင်းကက်ဖြစ်တဲ့ဗုဒ္ဓဟူးကျော်ဆိုတဲ့ကောင်အောင်သွားပြီနော်အဲ့မပြထားတယ်ရောင်းကက်တွေအကုန်နဲ့ပြောတာရောင်းကက်တွေက3ကက်ရောင်းတဲ့ထဲမှာတစ်ကက်ဖြစ်တဲ့ဗုဒ္ဓဟူးကျော်ပတ်တီကက်အောင်သွားပြီနောက်ပြီးတော့ရှင်တို့ free ပေးထားတဲ့အခွေဟလာ9လုံးအခွေဆိုတဲ့ free သမားတွေရောเนาะအခွေအဲ့ဒီအခွေတဲကအခုတစ်ချိန်စပြီးတော့စအောင်ပြီစထွက်ပြီပေါ့เนาะ9လေးဆိုပြီးတော့စပြီးထွက်ပြီဟုတ်ပြီနောက်ထပ်ပြီးတော့အဲ့ဒီအခွေထက်လာအောင်မပြီးသေးဘူးเนาะမပြီးသေးထက်လာအောင်အဲ့တော့ဆက်ပြီးတော့ဒီအခွေကိုသုံးနေတဲ့သူတွေကဆက်ပြီးတော့ရတယ်เนาะနောက်ပြီးတော့ကျမရဲ့ရောင်းကက်တွေကဘာကြံနေဆိုစိန်ကောထိတ်ကြံနေနောက်ဟိုကကြံမယ်3လုံးခွေကြံနေတယ်เนาะအဲ့တော့အဲ့ဒီစိန်ကောထိတ်ရဲ့3လုံးခွေကအခုတေးကြ2ရက်ကြံနေတာဟုတ်အဲ့ဒီ2ရက်မှာလာမယ်ပြီးတော့ကျမရဲ့ပေါ့เนาะဒီရောင်းကက်တွေကိုအသုံးပြုနေတဲ့သူတွေကအဲ့ဟာလေးရဆက်သွားနေเนาะဟုတ်လားဆက်သွားနေကျမထိတ်ကနည်းနည်းတော့ဟော့နေနော်ထိတ်နည်းနည်းဟော့နေတယ်ကျမရဲ့စိတ်ကောထိတ်ကဟော့နေပြီလားအဲ့တော့စိတ်ကောထိတ်ကိုသုံးတဲ့သူတွေကကြာဘာလုပ်လဲဆိုနည်းနည်းအပိတ်တော့ရန်လိုက်ကြနော်ဒါမပူနဲ့နော်ထိတ်ကတော့ထိတ်ပဲတည်တယ်ကျမခေါ်တာထိတ်ပဲအဲ့တော့တကယ်လို့ဥပြ तू ကအပိတ်မှာလာကြခဲ့တယ်ဆိုရင်လေကျမဒါကက်ကိုနောက်တစ်ပတ်မှာအစားပြန်ပေးမယ်အစားမပေးဘူးဆိုရင်တော့မှဝေပြန်ပို့ဆိုရင်ပြန်ပို့ပေးမှာနော်ကျမခေါ်ထားတာလုံးဝထိတ်မှထိတ်ပဲနော်ဟုတ်ပြီအဲ့တော့နေ့တိုင်းအနေနဲ့ဆိုရင်တဏီကုံကခွန်4ပိုင်396359အဲ့ဒါနဲ့ကတ်မယ်ပြီးအဲ့ဒီ396359ခွေမယ်ပြန်ပြောမယ်ဘိုင်ကခွန်4396359ကတ်မယ်ပြီး396359ခွေမယ်အဲ့ဒါဘိုင်ကျေးဇူးပါ